နှစ်61လေးအာတဝဝင်ရိုးလဲ့ရာအတုပခန္ဓာဝင်တုတ်ထမ်းပြီးမရမစဲလဲ့နေရပုံနှင့်ဝင်ရိုးချိုးနီး16ရက်တလ1962ခုနှစ်အမရပူရ50မိနစ်40စက္ကန့်ခြေခံ plus တန်ကောင်း plus ဇယာဒီဒုက္ခတစ္ဆာတွိုင်းလာရင်နေရင်ထိုင်ရင်အိုပြုတ်နေတာဇယာလို့ခေါ်တဲ့သေဇောမီလောင်နေတာဒီယုံနံကြီးဟာဘယ်အချိန်မှဒုက္ခတစ္ဆာမပါဒုက္ခဆက်ရဟတ်ကြီးတာအထက်ထက်လဲနေရတော့တယ်တန်နေရာထဲမှာဝင်ရိုးလှဲ့တယ်လို့တွားနေရတယ်ဝင်ရိုးကအာတဝဝင်ရိုးနဲ့စွန့်နေတာကအဝိဇ္ဇာပထောင်ကြီးအဲ့ဒီအပေါ်မှာကုသိုလ်အကုသိုလ်ဓာတ်တွေကစိုက်နေတယ်ဝိဝတ္တကုသိုလ်ကိုမဆိုပါဘူးဝိတ္တကုသိုလ်ကတော့ဖြင့်ဓာတ်ဖြစ်ပြီးလှဲ့တာပဲဘေးကကွတ်ထားတာကဇာတိဇယာမရဏသင်္ခါရပစ္စယဇာတိဇယာမရဏသင်္ခါရဖြစ်ရင်ဇာတိဇယာမရဏလာရတော့မယ်ဝင်ရိုးမကျိုးပထောင်မကွဲလို့ရှိရင်ဖြင့်ဓာတ်တွေနဲ့မြဲပြီးဇယာမရဏအကုတ်တွေနဲ့အောက်ရောက်အထက်ရောက်လဲနေကြတော့မယ်ခွေးဇာတိဇယာမရဏနဲ့လှဲလိုက်လူဇာတိဇယာမရဏနဲ့လှဲလိုက်အပေဇာတိဇယာမရဏနဲ့လှဲလိုက်ဒါဝင်ရိုးလှဲ့ပေးနေတာတတန်နေရာလုံးအတုပထမ်းပြီးလှဲ့နေရတာခွေးဖြစ်တော့လဲခွေးအတုပနွားဖြစ်တော့လဲနွားအတုပထမ်းလှဲ့နေရတယ်ခမားတို့ကလည်းတဏှာလောကုတ်ကသိပ်ပေါ်တယ်ခင်မူလေးရှိတော့သားဝင်လေးလဲအတုပအထုပ်ပေါ်တင်လိုက်တာပဲသမီးဝင်လေးလဲအတုပအထုပ်ပေါ်တင်လိုက်တာပဲအတုပပေါ်အတုပဆင့်ပြီးထမ်းကျင်သေးတယ်ဆိုတော့ခမားတို့ခြင်းမို့မရှက်တာအရိယာမျက်လုံးတက်ကြည့်လိုက်တော့သိရှက်စရာကောင်းတယ်ထမ်းတာကလည်းအတုပတင်ထားတာကလည်းအတုပဒါကြီးနဲ့32ဘုံမှာကျုပ်လေပြားစေအောင်ဆိုလို့ရှိရင်ဖြင့်တော်တော်ယူလို့တော်တော်အလို့တော်တော်ကန်းလို့ပဲဆိုရင်ဘယ်နည်းနဲ့မှမလွဲတော့ပါဘူးအာတဝဝင်ရိုးမကျိုးတွေ့အဝတ်မပါပဲလဲအတုပအဖြစ်လှဲ့ခဲ့ရတယ်အဝတ်ကလေးဖုံးတဲ့အတုပအဖြစ်လဲလှဲ့ခဲ့ရတယ်ကျုပ်တို့ဖြစ်စဉ်ကဖြင့်အဆက်ကွဲလို့အပြီးမတတ်နိုင်ပါလားအတုပထမ်းပြီးလဲရတာကိုပဲမရမစဲတဲပါပဲကိုယ့်အိမ်မှာသားတစ်ယောက်သမီးတစ်ယောက်တို့မဟုတ်ခင်မွန်းတစ်ယောက်ပျက်စီးသွားတယ်ဆိုရင်အတုပတစ်ခုကိုမထမ်းရတာပဲပင်ကိုထမ်းတဲ့အထုပ်ကလည်းကြက်တည်မရှိပါဘူးနောက်တင်တဲ့အထုပ်ကလည်းကြက်တည်မရှိပါဘူးအတုပဇတ်ဒုက္ခဇတ်ကိုရပ်မှပဲအေးမယ်ဝင်ရိုးကျိုးတဲ့တနေ့ဒီပထောင်ကြီးလဲနိုင်ဖို့အကြောင်းမရှိလို့ဇာတိဇယာမရဏတွေကုံရက်သွားမယ်တစ်ပင်တပင်ကိုအမြင့်ပြအောင်ခုတ်ချင်ရင်ပေါ်ကအသားတွေအရင်ခုတ်ရမယ်ဝိပဿနာကအသားခုတ်တာနဲ့တူတယ်မဲ့ညာအစစ်ဖြစ်လာတဲ့အခါအမြင့်ခုတ်တာနဲ့တူတယ်အမြင့်ပါပြတ်ရင်ဝင်ရိုးကျိုးပေါ့လောဘစိတ်ဒေါသစိတ်ထိနာမိတ်တာစိတ်ဥဒိစ္စကုက္ကုစစိတ်လာတာကိုဖြစ်ပြက်ရှုလောဘဒေါသမောဟမရှိလို့ရှိရင်အလောဘအာဒေါသတွေရှုဘာမှမရှိရင်လေကိုထွက်အောင်အားထုတ်တဲ့စိတ်လေကိုပြန်ရှိုက်တဲ့စိတ်ဒါလေးတွေလည်းဖြစ်ပြက်ရှုကိုယ်စိတ်ဆိုတာကိုယ်ခန္ဓာပဲကိုယ်စိတ်တွေခဏခဏသေနေတာတွေ့တော့ကိုရထားတာအကောင်းလားမှတ်တယ်အသေးကောင်ဒုက္ခတစ္ဆာကြီးရထားတယ်ဖြစ်ချင်တဲ့စိတ်ဖြစ်ပါဒုက္ခတစ္ဆာကြီးပဲဒုက္ခတစ္ဆာဟာဒုက္ခတစ္ဆာတာဖြစ်ရမယ်ငါဥစ္စာတော့မဖြစ်ရဘူးဖြစ်ပေါ်လာတာလဲဝမ်းသာစရာမလိုပါဘူးပျက်စီးသွားတာလဲဝမ်းနည်းစရာမလိုပါဘူးရှုတိုင်းဝိပဿနာနဲ့အသားတွေခုတ်ချလိုက်တာရှုပါများရင်မုန်းရမယ်မုန်းလို့ရှိရင်ခုနကတဲ့အသားမှာစူးချအောင်ခုတ်နိုင်တဲ့အတိတ်ပဲညံထက်လာတာဆိုတာဝင်ရိုးများခုတ်နိုင်တာဆိုတာဝင်ရိုးကျုံအောင်ခုတ်နိုင်ထစ်နိုင်တယ်ဆိုတာကတော့မက်ကင်၈ပါးအင်မတန်ထက်တဲ့ဓာတ်ပါပဲဒီကျုံမှာဦးဇင်းရဲ့ဒီဓမ္မချန်နယ်ကိုစကလိုက်နိုင်ရဖေနာကလို့ဒီပဲလေးကိုကြည့်ပြီးဟောကိုရေးထားပြီးတော့ယနေ့ကစ